န်ပြင်နောက်ကအိမ်မက်လူတွေကပြောလေးရှိကြတယ်မျက်စိနဲ့မြင်တာတော့အမှန်မဟုတ်နိုင်ဘူးတဲ့ဒါဆိုမျက်စိမမြင်ရတဲ့သူတယောက်အတွက်ကောဘာကအမှန်တရားဖြစ်မလဲကျမနာမည်မိမျက်နှာလွန်ခဲ့တဲ့3နှစ်ကမော်တော်ကားမတော်တဆမှုတစ်ခုကြောင့်ကျမရဲ့အမြင်အာရုံတွေဆုံးရှုံးခဲ့ရတယ်ကဘာကြီးကချက်ချင်းဆိုသလိုအမှောင်အတိကျသွားခဲ့တာပေါ့အဲ့ဒီအချိန်ကစပြီးကျမရဲ့ဘေးမှာအရေးတလက်အကောင့်အထေတလေးနဲ့အမြဲတမ်းပြုစုဆောင်ရှောက်ပေးခဲ့တာကတော့ကျမရဲ့အမွှာညီမလေးမိသက်နှင်းပါပဲညီမလေးကရုပ်ချင်းစင်ပေမဲ့စိတ်သဘောထားကတော့ကျမထက်အဆမတန်နူးညံ့ပါတယ်ကျမမျက်စိကွယ်သွားကြတဲ့ကသူမဟာမိဘကွယ်လွန်ပြီးသားဖြစ်တဲ့ကျမတို့နှစ်ယောက်ရဲ့အိမ်လေးထဲမှာအလောက်ကထွက်ပြီးကျမကိုပဲအချိန်ပြည့်ပြုစုပေးခဲ့တာမမဆံပြုတ်ပူပူလေးရပြီတတိထားတော့နော်ဒါကကျမနေ့တိုင်းကြားနေကြညီမလေးရဲ့နှွေးထွေးတဲ့အတန်လေးပါသူမရဲ့နူးညံ့တဲ့လက်ချောင်းလေးတွေကကျမရဲ့စပင်တွေကိုတတ်တင်ပြီးတဲ့အခါကျမရင်ထဲမှာတခေးပေးလုံခြုံမှုရခဲ့တယ်ဒါပေမဲ့လွန်ခဲ့တဲ့3လလောက်ကစပြီးအရာအားလုံးဟာတဖြည်းဖြည်းကြောက်ချဖို့ကောင်းလာခဲ့တယ်အစကတော့အိမ်မက်လိုပဲထင်ခဲ့တာညတန်ကောင်12နာရီထိုးပြီဆိုရင်ကျမအိယာထဲမှာလှန်နိုးလာတတ်တယ်မျက်စိကမမြင်ရပြီမဲ့လူတစ်ယောက်ရဲ့အာယုံခံစားမှုကပိုပြီးထက်မြက်လာတတ်တယ်လေအခန်းထောင်တနေရာကနေကျမကိုတယောက်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားချက်မျိုးအမြဲရတယ်ပြီးတော့ခြေတံဆုပ်အဲ့ဒီခြေတံကကျမရဲ့ကရင်ဘေးအထိရောက်လာတတ်တယ်အသက်ရှူတံပြင်းပြင်းကြီးကိုလည်းကြားရတယ်ပြီးရင်ကျမရဲ့ပါးပြင်မော်ကိုအေးဆက်လက်ချောင်းကြီးတွေနဲ့လာထိတတ်တယ်ကျမကြောက်လန့်တကြအော်ဟစ်ပြီးမီးခလုတ်ကိုဆန်းလိုက်တဲ့အချိန်တိုင်းခြေတံကဝုန်းကနေပြေးထွက်သွားလိမ့်ရှိတယ်ညီမလေးတက်နေကျမအော်ခေါ်ရင်ညီမလေးကဘေးအခန်းကနေအပြေးအလွှာရောက်လာတတ်တယ်ဘာဖြစ်လို့လဲမမအိမ်မက်ဆိုးမပြန်ပြီလားမဟုတ်ဘူးတက်နေအခန်းထဲမှာလူတစ်ယောက်ရှိနေတယ်မမပါးကိုလာကင်နေအေးဆက်နေတာပဲညီမလေးကကျမကိုဖတ်ထားပြီးလေတံအေးလေးနဲ့ချော့ရှာတယ်မမရဲ့အိမ်ထဲမှာတက်နင်းရဲ့မမရဲ့2ယောက်သေးရှိတာပါတကားတွေလည်းအကုန်ပိတ်ထားတာပဲမမစိတ်ဆွဲနေလို့နေမှာပါတက်နင်းရှိတယ်နော်မကြောက်နဲ့ညီမလေးရဲ့အပြောကြောင့်ကျမစိတ်အေးသွားရပြီမဲ့တခုပဲကျမကိုဖတ်ထားတဲ့ညီမလေးရဲ့ကိုတင်းနန်းကလွန်ခဲ့တဲ့3နှစ်ကတက်နင်းရဲ့ကိုတင်းနန်းမဟုတ်တော့ပဲထူးဆန်းနေစီးရွားနံလို့အနံ့ပြင်းပြင်းတစ်ခုဖြစ်နေတာကိုကျမသတိထားမိတယ်ဒါပေမဲ့လူဆိုတာအချင်းကြရင်အကြိုက်ပြောင်းတတ်တာပဲလီလူတွေးပြီးကျမကိုဘာသာဖြေတင်ခဲ့မိတယ်တရက်မှာတော့ကျမအိမ်အောက်ထပ်အိမ်ခန်းထဲမှာတယောက်သေးထိုင်နေတော့ဖုံးမိလာတယ်ညီမလေးကဇီးခိတထွက်ဝေနေချင်းပေါ့ကျမစမ်းတဝါဝါနဲ့ဖုံးကိုကင်လိုက်တယ်ဟယ်လိုဖုံးလေးကနေထွက်လာတဲ့အတန်ကအသက်ကြီးအမျိုးသမီးကြီးတယောက်ရဲ့အတန်အော်မင်းမြတ်နိုးလားအန်ဒီကြီးပါသမီးတို့အိမ်နီးနာချင်းလီသမီးမျက်စိခွဲစိတ်ဖို့ကိစ္စအန်ဒီကြီးတို့ရက်ွက်ထဲကအလှမွေထည့်ထားတာလေးလာပြီးချင်လို့သမီးညီမလေးမင်းတက်နင်းရှိလားတနင်းကဇီးသွားပါလေအန်ဒီဒါနဲ့သမီးမျက်စိခွဲစိတ်ဖို့ဟုတ်လားကျမအံ့ဩသွားတယ်ကျမရဲ့မျက်စိကိုပြန်မြင်ရအောင်ခွဲစိတ်ဖို့အတွက်တနင်းကကျမကိုတခါမှမပြောခဲ့ဘူးငွေကြီးလည်းမတတ်နိုင်ဘူးလို့ပဲထင်ခဲ့တာ